ကုသိုလ်ကောင်းမှုမှန်လို့ရှိရင်အပြစ်ကင်းခြင်းကောင်းကျိုးချမ်းသာပေးခြင်းလို့ဆိုရဲဒီသဘာဝလက္ခဏာကုသိုလ်တိုင်းမှာရှိတယ်ဘယ်ကုသိုလ်ပဲဖြစ်ဖြစ်အပြစ်ကင်းတယ်ပြစ်ကင်းတယ်ဆိုတာဒီဘဝမှာလည်းပဲမိမိတဏ္ဍာမှာအပြစ်ဖြစ်တယ်အပြစ်ဖြစ်တယ်ဆိုတာဒုက္ခကိုဖြစ်စေတတ်တဲ့အရာအပြစ်ဖြစ်တယ်လို့ပြောတာလောကလူတွေပြောကြတယ်ဒီလောကအပြစ်မကင်းဘူးအပြစ်မကင်းဘူးနဲ့အဲ့တော့တရားဥပဒေရအပြစ်မကင်းတဲ့အလုပ်သဘာဝတရားအလျောက်အပြစ်မကင်းတဲ့အလုပ်လို့အပြစ်မကင်းဘူးဆိုတာနှစ်မျိုးရှိတယ်ပေါ့နော်သဘာဝတရားအနေနဲ့အပြစ်မကင်းတဲ့အလုပ်ကတရားဥပဒေကဘာမှလူလုပ်ထားတဲ့တရားဥပဒေနဲ့အပြစ်ကင်းနေတော့လေသဘာဝအနေနဲ့အပြစ်မကင်းတဲ့အလုပ်ဆိုတာအကုသိုလ်အလုပ်တွေမှန်တယ်များသဘာဝအနေနဲ့အပြစ်မကင်းဘူးလို့ပြောဘာဖြစ်လို့အပြစ်မကင်းတာတုံးလို့ဆိုလို့ရှိရင်သူ့ရဲ့သဘာဝကိုကမိမိတဏ္ဍာမှာအဲ့ဒီစိတ်ဓာတ်မျိုးအနေထားမျိုးဖြစ်ပေါ်လာလို့ရှိရင်ဆင်းရဲဒုက္ခဆိုတဲ့အကျိုးကိုဖြစ်ပေါ်စေနိုင်လို့အပြစ်မကင်းဘူးလို့ဒီလိုပြောတာတရားဥပဒေနဲ့အပြစ်မကင်းဘူးဆိုတာကတော့ဥပဒေသတ်မှတ်ထားတာကိုကျွလွန်ဖောက်ဖျက်လို့တရားဥပဒေနဲ့အပြစ်မကင်းဘူးလို့ပြောဒီနှစ်ခုစလုံးဟာအပြစ်ဖြစ်လာပြီဆိုလို့ရှိရင်ထိုအပြစ်ရဲ့အကျိုးဆက်ကိုခံကြရတတ်တယ်ပေါ့အဲ့တော့သဘာဝတရားတွေမှာစိတ်ထဲမှာဖြစ်ပေါ်လာတဲ့စိတ်နေသဘောထားတွေဟာအပြစ်ကင်းတဲ့စိတ်နေသဘောထားရှိတယ်လို့အပြစ်မကင်းတဲ့စိတ်နေသဘောထားတွေရှိတယ်အဲ့ဒီအပြစ်မကင်းတဲ့စိတ်နေသဘောထားတွေကိုအကုသိုလ်လို့ပြောတာအဲ့ဒီအကုသိုလ်တွေဟာအဓိကအဖြစ်ဘာတွေလဲလို့ဆိုလို့ရှိရင်လောဘရဲ့ဒေါသရဲ့မောဟလောဘဆိုတဲ့အကုသိုလ်ကတော့လိုချင်တယ်မရခင်ကလိုချင်တယ်ရပြီလို့ရှိရင်တွေ့တာတဲ့သိမ့်ပိုက်တယ်ဆိုတာဒါလောဘရဲ့သဘောလောကလူတွေဟာလိုချင်မှုတော့ရှိကြတာပဲရပြီရင်လည်းသိမ့်ပိုက်မှုရှိတာအဲ့တော့လောဘဆိုတာသဘာဝအပြင်တော့လိုချင်တာဟာအပြစ်ရှိသလားသိမ့်ပိုက်တာဟာအပြစ်ရှိသလားလို့လူစဉ်းစားเสียလို့တာမန်အပြင်တော့ကိုယ်မှာလောဘပုရုဇဉ်တွေလောဘဖြစ်တာတာမန်အပြင်ကြည့်ပဲဆိုရင်ပြစ်မရှိဘူးလို့ပြောရမှာသို့တော့အပြစ်ရှိတယ်ဆိုတာဘယ်လိုဟာလဲလို့လောဘရှိပြီးတော့တွေ့တာမှုနဲ့သိမ့်ပိုက်ထားတဲ့အရာတစ်ခုပေါ်မှာတစုံတစ်ခုဖြစ်သွားလို့ရှိရင်အဲ့ဒီပစ္စည်းပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်တာယာစဉ်ရှိတဲ့အရာတစ်ခုဖြစ်သွားလို့ကိုမဖြစ်စေချင်တာဖြစ်သွားလို့ရှိရင်စိတ်ချမ်းသာမှုရသလားစိတ်ဆင်းရဲမှုရသလားဆိုတာစဉ်းစားကြည့်အဲ့တော့ကိုတွေ့တာတဲ့ပစ္စည်းတစ်ခုကိုသိမ့်ပိုက်ထားတဲ့ပစ္စည်းတစ်ခုပါပစ္စည်းဆုံးရှုံးသွားတယ်လောဘရှိရင်ရှိသလောက်အတိုင်းတာတိုင်းဘာလာတော့ဆိုတော့တောကဆိုတာလာတာပဲအဲ့ဒီတောကဆိုတဲ့အကျိုးဟာကောင်းတဲ့အကျိုးလားဆိုမကောင်းတဲ့အကျိုးပါဒါလူတိုင်းဟာတောကရှိနေကြတာဘာဖြစ်လို့တောကရှိလဲလို့ဆိုရင်လောဘရှိလို့တောကရှိတာပေါ့ဆိုပါစို့ကိုမတွေ့တာတဲ့ပစ္စည်းကိုနဲ့မပတ်သက်တဲ့အရာတွေဘာပဲဖြစ်ဖြစ်ဘယ်သူမှစိတ်မပူဘူးကိုတွေ့တာပြီကိုနဲ့ပတ်သက်လာပြီဆိုလို့ရှိရင်လူတွေစိတ်ပူနေကြတာကောင်းမိသားစုထဲမှာနေလဲမိသားစုအတွက်စိတ်ပူတယ်ကိုယ့်အတွက်စိတ်ပူတယ်မိသားစုအတွက်စိတ်ပူတယ်ကိုပိုင်တဲ့ပစ္စည်းတွေအတွက်စိတ်ပူတယ်အဲ့ဒီစိတ်ပူမှုဆိုတဲ့အကျိုးဟာကောင်းတဲ့အကျိုးလားဆိုမကောင်းတဲ့အကျိုးပဲဒါဘာဖြစ်လို့မကောင်းတဲ့အကျိုးတော့ဆိုရင်ထဲမှာနှလုံးသားကိုပူလောင်စေတတ်လို့မကောင်းတဲ့အကျိုးလို့ပြောတာနောက်တမလို့ဘဝငရဲကြတာမကြတာအတာထားလောဘရှိပြီဆိုရင်လောဘကိုအကြောင်းပြုပြီးတော့တောကဖြစ်ရတာဟာဒါမကောင်းတဲ့အကျိုးလို့ဒီလိုပြောတာနော်မကောင်းမှုအကုသိုလ်ဆိုတာအဲ့လိုလောဘရှိပြည့်နဲ့တောကမဖြစ်ဘူးဆိုတာရှိကိုမရှိဘူးလောဘရှိရင်တောကရှိတာပဲအဲ့ဒီတောကဆိုတဲ့အကျိုးတရားမကောင်းတဲ့ခံစားမှုကိုဖြစ်ပေါ်လာစေတတ်လို့လောဘကိုအကုသိုလ်လို့ဒီလိုသတ်မှတ်တယ်အဲ့ဒီလောဘဆိုတာမိမိတဏ္ဍာမှာ
မဖြစ်အောင်နောက်ဆုံးလုံးနိုင်တာကတော့ရတ္တမေရတ္တဖို့ဆိုတဲ့ဒီမဲ့ဖို့ရမှသာလဲမတရားဖြစ်ပေါ်မှသာလဲလောဘဆိုတာအကုန်လုံးအကျွင်းကြမရှိဖယ်ရှားနိုင်တယ်အခုချိန်မှာတော့အတိုင်းတာလေးတစ်ခုအရာနှိပ်ကွက်ထားနိုင်တယ်ချိုးနှိမ်ထားနိုင်တယ်အခုလို့ဒါနကောင်းမှုလုပ်တယ်ဆိုတာအစိတ်ပိုင်းလေးတစ်ခုအရာလောဘကိုချိုးနှိမ်လိုက်တာပဲကိုယ်ဆိုင်နဲ့ကိုယ်ပိုင်တဲ့ပစ္စည်းတွေကနေခွဲဝေပြီးတော့သာသနာတော်ကိုပူဇော်လိုက်တယ်တန်ဃာတွေကိုလှူဒန်းလိုက်တယ်ဆိုတဲ့အဲ့ဒီပစ္စည်းပေါ်မှာဆွန့်လွတ်နိုင်တယ်ဆိုတဲ့ပေါ်မှာဒီပစ္စည်းကိုအကြောင်းပြုပြီးတော့နောက်ထပ်တောကဖြစ်အောင်မလားဆိုဖြစ်တော့လှူပြီးသားအပေါ်မှာတောကဖြစ်တော့ဘူးကိုယ်ကဆွန့်လွတ်လိုက်ပြီးလှူဒန်းလိုက်ပြီးအဲ့လိုဆွန့်လွတ်လှူဒန်းလိုက်တဲ့ဒီဆွန့်လွတ်လှူဒန်းနိုင်တဲ့သဘောတရားလေးဟာဆွန့်လွတ်လှူဒန်းမှုကိုဖြစ်ပေါ်စေတဲ့စိတ်ထဲမှာအလောဘလို့ဆိုတဲ့တွေ့တာမှုကိုတွန်းဖယ်ပြစ်နိုင်တဲ့သဘာဝတရားလေးကြောင့်မို့လို့လှူဒန်းမှုဆိုတာဖြစ်ပေါ်တယ်တည်ငါအားဖြင့်ဒီအလောဘဆိုတဲ့ကုသိုလ်တရားကလောဘကိုဖယ်ရှားပြစ်လိုက်တာဖယ်ရှားပြစ်လိုက်သည့်အတွက်ကြောင့်ဒါနဲ့ပတ်သက်ပြီးမိမိမှာတောကဆိုတာမလာတော့ဘူးစိတ်တည်းသာအားဖြင့်တောကကိုကိုယ်ရှင်းလင်းနိုင်ပြီဆိုအဲ့ဒါကြောင့်မို့လို့ဒီကလောဘဆိုတာကအပြည့်ရှိတဲ့တရားအလောဘဆိုတာအပြစ်ကင်းတဲ့တရားလို့ယောဂနဲ့ဆေးဝါးလို့ပဲယောဂရှိနေရင်ခန္ဓာကိုယ်ထဲမှာနှိမ့်ဆက်လိမ့်မယ်ဆေးဝါးတောက်လို့ယောဂပျောက်သွားရင်ခန္ဓာကိုယ်ထဲမှာနှိမ့်ဆက်တာမရှိတော့အဲ့ဒါလိုပဲကုသိုလ်ကောင်းမှုကဆေးဝါးနဲ့အလားတရတူတယ်အကုသိုလ်ကယောဂနဲ့တူတယ်ဆေးဝါးတောက်လို့ယောဂပျောက်သွားတယ်ဆိုလို့ရှိရင်သူကချမ်းသာဒုက္ခရတယ်တို့တူပဲကုသိုလ်ကောင်းမှုပြုလိုက်တာဒီကနေ့လှူလိုက်တန်းလိုက်တဲ့ကုသိုလ်ကောင်းမှုပါအလောဘကိုအခြေခံတဲ့ကုသိုလ်ကောင်းမှုဖြစ်သည့်အတွက်ကြောင့်မိမိတဏ္ဍာမှာလောဘတွေကိုတစိမ့်တည်းသာအပြင်ဖယ်ရှားပစ်လိုက်ခြင်းပဲဖြစ်တယ်အပြစ်ရှိတယ်ဆိုတဲ့လောဘဆိုတဲ့အကုသိုလ်တရားမကောင်းတဲ့အကျိုးကိုဒီဘဝမှာလည်းထုတ်လုပ်တယ်နောက်ဘဝမှာလည်းထုတ်လုပ်တယ်ဆိုတဲ့ဒီအကုသိုလ်တရားကိုဖယ်ရှားပစ်လိုက်နိုင်တယ်ဆိုတဲ့အကျိုးဟာနည်းတဲ့ကောင်းကျိုးချမ်းသာမဟုတ်ဘူးဟောဒီလောဘဆိုတဲ့တရားကိုမိမိတဏ္ဍာမှာမချိုးနိုင်ဘူးဆိုလို့ရှိရင်အ ਨੇ ဆုံးတောကကြီးတဲ့ပူလွန်ကဲလာတဲ့လောဘဖြစ်လာလို့ရှိရင်နောက်ဆုံးမှာကိုယ်ပစ္စည်းတွေမကဘူးသူများပစ္စည်းပါတွေ့တာလာတဲ့လောဘမျိုးတို့လောဘတွေကြီးလာပြီဆိုလို့ရှိရင်အမတမအန္တရာယ်များတဲ့အမှုတွေကိုဖြစ်ပေါ်လာစေတတ်တယ်ပေါ့ဒါကြောင့်မို့လို့ဒီလောဘဆိုတဲ့အကုသိုလ်တရားကိုဖယ်ရှားနိုင်ဖို့အခုဟာဒါနကောင်းမှုလုပ်တယ်ဆိုတာဖယ်ရှားနိုင်ဖို့ကြိုးစားအထောက်ခြင်းပဲဖြစ်တယ်ဒီသဘာဝနှစ်ခုဟာလောဘနဲ့အလောဘဆိုတဲ့ဒီသဘာဝနှစ်ခုဟာအတူရှင်တွဲပြီးတော့မဖြစ်ဘူးအလင်းနဲ့အမှောင်လိုပဲအလင်းရောက်ရင်အမှောင်ပြောက်တယ်အမှောင်ရှိနေရင်အလင်းမလာဘူးအဲ့ဒီသဘာဝတရားနှစ်ခုလိုပဲလောဘဆိုတဲ့သဘောတရားကိုသဘာဝတရားကိုအလောဘဆိုတဲ့သဘာဝတရားနဲ့ဖယ်ရှားပြစ်လိုက်တာဒါကြောင့်မို့တို့ဒီကနေ့ဒါနကောင်းမှုလုပ်တယ်ဆိုတာအလောဘဆိုတဲ့ကုသိုလ်တရားအပြစ်ကင်းပြီးတော့ကောင်းကျိုးချမ်းသာကိုဖြစ်ပွားစေတတ်တဲ့ကုသိုလ်တရားတို့တဏ္ဍာမှာဖြစ်ပွားစေရပြီလောဘဆိုတဲ့ကုသိုလ်တရားကိုလည်းတို့ဖယ်ရှားနိုင်လိုက်ပြီလို့စိတ်ထဲမှာဝမ်းသာကြည်နူးမှုဖြစ်ရအခုလို့ရလိုက်တဲ့ကုသိုလ်ကောင်းမှုဟာခိုင်မာတဲ့အနေအထားတစ်ခုရလောကီပစ္စည်းတစ်ခုကိုရတာမခိုင်မာဘူးမခိုင်မာဘူးဆိုတာဒီပစ္စည်းကိုယ်တိုင်ကိုယ်ကလည်းပဲအနိစ္စသဘောတရားမို့ယူရင်းပစ္စည်းသွားနိုင်တယ်သို့မဟုတ်ပစ္စည်းတစ်ခုဟာအမြဲတမ်းအဖြတ်မီးနဲ့လည်းသက်ဆိုင်နေတယ်အဖြတ်ရည်နဲ့လည်းသက်ဆိုင်နေတယ်မင်းဆိုးရာဇာတွေနဲ့လည်းသက်ဆိုင်တယ်သခိုးဓမြတွေနဲ့လည်းသက်ဆိုင်တယ်နောက်ဆုံးမှာအမွေခံသားသမီးတွေနဲ့လည်းသက်ဆိုင်ယန္တိမျိုး၅ပါးလို့ပြောတာပေါ့ပစ္စည်းရဲ့ယန္တိမျိုး၅ပါးပစ္စည်းကဒီ၅မျိုးနဲ့တစ်မျိုးမျိုးနဲ့ကုန်ခန်းပျက်စီးသွားတတ်တယ်လို့နောက်ဆုံးကြတော့ကိုကတော့လည်းပစ္စည်းကိုစွန့်ထားခဲ့ရတယ်သို့မဟုတ်ပစ္စည်းကတော့လည်းကိုယ်ကိုစွန့်သွားတယ်ဆိုတဲ့အဲ့ဒီလောကီပစ္စည်းဆိုတာ
ဘယ်သူမှထာဝရပိုင်တယ်လို့မရှိဘူးတစ်လက်ကနေတစ်လက်ပြောင်းနေတာပိုင်ဆိုင်မှုဆိုတာတရင်ကတခဏအချိန်ပိုင်းကလေးလောက်သာကိုပိုင်တယ်လို့ပြောကြတာအစင်ထာဝရကိုပိုင်တယ်လို့ဒီလိုပြောလို့မရတဲ့ပစ္စည်းနောက်ဆုံးအချိန်ကျတော့အားလုံးသိတဲ့အတိုင်းပဲဘာတွေပဲပိုင်သွားတဲ့ပစ္စည်းတွေကိုနောက်ဘဝကိုယူသွားနိုင်တဲ့လူတယောက်မှမရှိဘူးထားခဲ့ရတာဟောဒီတန်လျင်မြို့မှာဘိုးဘွားမိဘအဆက်ဆက်ကနေရာဇဝင်ဖတ်ကြည့်မယ်ဆိုတန်လျင်မြို့မှာနေထိုင်ခဲ့တဲ့လူတွေအခုထားပစ်ခဲ့တာပဲလေအကုန်လုံးအဲ့လိုပစ္စည်းဆိုတာဒီနေ့တစ်ချိန်ကျတော့ကိုထားသွားတာယူသွားလို့ရတာမဟုတ်ဘူးတဲ့မြတ်စွာဘုရားဒီပစ္စည်းတွေကအလုံးထားပြီးသွားကြရမယ်ပစ္စည်းတွေယူမှုကိုအသက်ထင်ရှားရှိနေတဲ့အချိန်မှာပိုင်ဆိုင်တယ်လို့ရှိတော်လည်းပဲထာဝရပိုင်တာမျိုးမဟုတ်ဘူးအဲ့တော့ထာဝရပိုင်တဲ့ပိုင်မဟုတ်တဲ့ပစ္စည်းတခုထာဝရပိုင်အောင်လုပ်လို့ရတဲ့နည်းကတော့ခုနကဒီကုသိုလ်ပစ္စည်းကိုအကြောင်းပြုပြီးတော့ရလာတဲ့ကုသိုလ်ကတော့ဒါထာဝရပိုင်တော့အခုအာလောဘဆိုတဲ့လောဘကိုဖယ်ရှားပြစ်လိုက်လို့အာလောဘဆိုတဲ့ကုသိုလ်တရားမိမိတို့ရဲ့ရင်ထဲနှလုံးထဲမှာဖြစ်ပွားစေပြီဖြစ်ပွားလိုက်တဲ့အာလောဘဆိုတဲ့ကုသိုလ်တရားဟာသဘာဝအလျောက်ဖြစ်ပြီးပြတ်သွားတယ်လို့ဆိုပေမဲ့လို့သူ့ရဲ့စွမ်းရည်တတ္တိတွေအရှိန်အဝါတွေကကြောက်ပြက်ပြီးတော့မသွားဘူးလူရဲ့စိတ်အစဉ်ဆိုတာပြတ်သွားတာမဟုတ်ဘူးစိတ်အစဉ်ဟာစိတ်တစ်ခုဖြစ်ပြီးရင်အဲ့ဒီစိတ်ချုပ်သွားရင်နောက်စိတ်တစ်ခုထပ်ပေါ်တယ်အဲ့ဒီစိတ်ကဖြစ်ပြီးပြတ်သွားရင်နောက်စိတ်တစ်ခုပေါ်တယ်စင်ဆက်မပြတ်စိတ်အစဉ်ဟာဖြစ်ပြီးပြတ်နေတယ်ဖြစ်ပြတ်အစဉ်ကြီးပဲအဲ့ဒီအစဉ်ကြီးကဘယ်ထိအောင်သွားတော့ဆိုနိဗ္ဗာန်ရသည့်ထိအောင်သွားနေအဲ့တော့ဒီကြားထဲမှာရိုးရာအပြင်ရပ်တန့်သွားတယ်လို့မရှိဘူးရပ်တန့်သွားတာမရှိတော့ဒီကိုလုတ်ခဲ့တဲ့ကုသိုလ်ကောင်းမှုဟာဒီစိတ်အစဉ်ထဲမှာရှေ့စိတ်ချုပ်သွားရင်နောက်စိတ်ထဲမှာကြာရင်နောက်စိတ်ထဲရောက်သွားနောက်စိတ်ချုပ်သွားလို့ရှိရင်ဟိုအဲ့ဒီရဲ့နောက်စိတ်ထဲမှာရောက်သွားတွန်းအားနဲ့ရယူသွားပျောက်သွားတာမဟုတ်ဘူးပျောက်သွားတာမဟုတ်ဘူးဆိုတော့လက်တွေ့အပြင်ဘယ်လိုဆင်ခြင်စဉ်းစားကြည့်လို့ဆိုဘုန်းကြီးတို့တွေငယ်စဉ်ကမူလတန်းကျောင်းမှာနေတယ်အလယ်တန်းကျောင်းမှာနေတယ်ထက်တန်းကျောင်းမှာနေကျောင်းကထွက်တော်လဲပဲအဲ့ဒီစာတွေမေ့နေတော့လဲအသိပညာကတော့ရှိမှာနော်ပညာရက်ကမေ့သွားတာမဟုတ်ဘူးလူဟာငယ်ငယ်ကသင်ထားပြီးတော့ကြီးလာတဲ့အခါဒီပညာတွေကိုသုံးချပြီးတော့လှုပ်တယ်စဉ်းစားတတ်တယ်ဆင်ခြင်တတ်တယ်ကြောက်ပြက်သွားတာမဟုတ်ဘူးငယ်တော့အကြောင်းအရာတွေပြန်စဉ်းစားရင်ပေါ်လာတာဒါပျောက်သွားတာမဟုတ်ဘူးဆိုတာထင်ရှားတယ်ပေါ့အဲ့ဒါမျိုးလို့ပဲကုသိုလ်ကောင်းမှုလုပ်ထားလို့ရှိရင်ကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာစိတ်အစဉ်ထဲမှာရှိနေသည့်အတွက်ကြောင့်ပျောက်ပြက်ပြီးတော့သွားတာမဟုတ်ဘူးစွမ်းရည်တတ္တိတွေအနေနဲ့ကျင့်တဲ့အဲ့ဒီတတ္တိတွေကိုပဋ္ဌာန်း24ပစ္စည်းမှာမြတ်စွာဘုရားက24ပါးသောတတ္တိတွေနဲ့ဟောပြပြီးတော့ထားအဲ့ဒီ24မျိုးသောတတ္တိတွေရဲ့စွမ်းအားဆိုင်ရာစွမ်းအားတွေစိတ်အစဉ်ထဲမှာဒီလိုဖြစ်ပေါ်ပြီးတော့နေတယ်ဆိုပါစို့ဒီနေ့ဖြစ်ပေါ်လာတဲ့အလောဘဆိုတဲ့ကုသိုလ်တရားသို့အလောဘနဲ့ရှင်တွဲလာတဲ့တွန်းအားဖြစ်တဲ့စေရနာတရားအဲ့ဒီစေရနာစွမ်းအားကိုအလောဘနဲ့တွဲလာတဲ့စေရနာစွမ်းအားကိုကမ္မပစ္စယောလို့မြတ်စွာဘုရားဟောတယ်အဲ့ဒီကမ္မပစ္စယောဟာနာနခဏိကံကုသလကမ္မံဝိပါကတခန္ဓတဝိပါကနံခန္ဓနံကတ္တသရူပနံကမ္မပစ္စေနပစ္စယောဖြစ်ပေါ်လာတဲ့ဒီအလောဘဆိုတဲ့ရှင်တွဲလာတဲ့အလောဘနဲ့ရှင်တွဲလာတဲ့စေရနာအဲ့ဒီစေရနာတရားဟာကမ္မလို့ခေါ်တဲ့စွမ်းရည်တတ္တိတစ်ခုရထားပြီဖြစ်ပေါ်နေတဲ့အချိန်ကယခုအချိန်နောက်အကျိုးပေးတဲ့အချိန်ကတခြားအချိန်ဒါကြောင့်မို့လို့နာနာခဏိကလို့ပြောနာနာခဏိကဆိုဖြစ်ပေါ်တဲ့ခဏနဲ့အကျိုးပေးတဲ့ခဏမတူဘူးကွဲပြားခြားနားမှုရှိတယ်ဒီဘဝမှာလှုပ်ထားတဲ့ကံတရားဒီဘဝမှာဖြစ်ပေါ်လာတဲ့ကံတရားဟာ
နောက်အကြောင်းညင်ကျွတ်တဲ့ဘဝတစ်ခုမှာဒီကံတရားကအကျိုးကိုထုတ်လုပ်တယ်ဒါမို့နာနခဏိကာစေတနာမတူညီတဲ့ခဏမှာဖြစ်တဲ့စေတနာဆိုတဲ့ကံတရားတွေနာနခဏိကာစေတနာနာနခဏိကာကုသလစေတနာဝိပါကနံခန္ဓာနံကတ္တတ္တသဥပ္ပန္နကာမပစ္စေနပစ္စေဟောကာမပစ္စေကုသိုလ်စေတနာပဲဖြစ်ဖြစ်အကုသိုလ်စေတနာပဲဖြစ်ဖြစ်ဖြစ်လာတဲ့ခဏကတစ်ခုဖြစ်ပေါ်လာတဲ့အချိန်ပိုင်းလေးကတစ်ခုအကျိုးပေးတဲ့အချိန်ပိုင်းကတစ်ခုမတူညီတဲ့ခဏသူ့ရဲ့ဆိုင်ရာအကျိုးကိုဖြစ်ပေါ်စေတယ်လို့မြတ်စွာဘုရားကကာမပစ္စယောမှာဟောတာဒါကြောင့်မို့လို့မိမိတို့ရဲ့ရင်နဲ့နှလုံးထဲမှာတစ်ချိန်တစ်ခါပင်ဖြစ်စီဖြစ်သွားတဲ့ဒီအလောဘဆိုတဲ့ကုသိုလ်စေတနာလေးဟာအကျိုးတရားကိုထုတ်လုပ်ပြီးတော့လာမှာပဲကောင်းကျိုးချမ်းသာတွေကိုပေးစွမ်းလာတယ်ဘုန်းကြီးတို့တွေဒီလူဘဝကိုရလာတယ်လို့ဆိုတာဟာတာမန်ကုသိုလ်နဲ့တာမန်ကံနဲ့ရတာမဟုတ်ပါအတိတ်ဘဝတစ်ခုကအခုလိုပဲကုသိုလ်ကောင်းမှုလုပ်ခဲ့တယ်အဲ့ဒီကုသိုလ်စိတ်တွေဖြစ်ခဲ့တယ်အဲ့ဒီဖြစ်ခဲ့တဲ့ကုသိုလ်စေတနာတွေကနေပြီးတော့ထုတ်လုပ်လိုက်လို့လူဘဝမှာရောက်လာကြအဲ့တော့ရောက်လာတဲ့အခါမှာလူဆိုတဲ့အနေအချင်းတော့တူတယ်သို့တော်လည်းကွဲပြားခြားနားမှုတွေရှိတယ်ဘယ်လိုကွဲပြားခြားနားမှုတွေရှိတော့ဆိုလူဖြစ်လာပြီမဲ့လို့ပညာရှိတဲ့လူရှိတယ်ပညာနည်းတဲ့လူရှိတယ်ဆိုတော့အသိဉာဏ်ကျွယ်ဝတဲ့ပုဂ္ဂိုလ်ရှိတယ်အသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်ရှိတယ်နောက်ချမ်းသာတဲ့ပုဂ္ဂိုလ်ရှိတယ်ဆင်းရဲတဲ့ပုဂ္ဂိုလ်ရှိတယ်အဲချမ်းသာဆင်းရဲဆိုတဲ့နေရာမှာမွေးကြတဲ့ကချမ်းသာတဲ့မိဘအိမ်ဖြစ်တာဆင်းရဲတဲ့မိဘအိမ်ဖြစ်တယ်နောက်အသက်ရှိတဲ့ပုဂ္ဂိုလ်ရှိတယ်အသက်တူတဲ့ပုဂ္ဂိုလ်ရှိတယ်ရုပ်ဆင်းလှပတဲ့ပုဂ္ဂိုလ်ရှိတယ်ရုပ်ဆိုးကြည်တတ်တဲ့ပုဂ္ဂိုလ်ရှိတယ်ဟောအဲ့လိုအနေထားတွေကွဲပြားခြားနားမှုတွေရှိနေတယ်ဆိုတာဘာကြောင့်ရှိရတာလဲလို့မေးလို့ရှိရင်ကိုလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုရဲ့မတူညီတဲ့အကျိုးစီမတူညီတာလေးပေါ့အဲ့ဒီမတူညီမှုတွေကလူတွေရဲ့အခြေအနေတစ်ခုကိုလည်းမတူညီအောင်ဖန်တီးပြီးတော့ပြီးဒါမတူညီတဲ့အကြောင်းတရားကမတူညီတဲ့အကျိုးတရားကိုပေးတယ်ဆိုတာအမှန်တမ်းသဘာဝကြမဟုတ်လို့ရှိရင်တူတူပဲလို့သတ်မှတ်လိုက်လို့ရှိရင်ဘာလို့ဒါပဲဖြစ်တယ်ပုံသေးကကြက်ကြီးဆိုလို့ရှိရင်ဒါနတိငါကြက်ဓမ္မငါကြက်လို့ကံတရားဟာလည်းပဲဒီဆိုင်ရာအကျိုးကိုမထုတ်လုပ်နိုင်ဘူးဆိုတဲ့အဓိပ္ပာယ်မျိုးရောက်သွားဒါကြောင့်မို့လို့ကိုယ်ပေါ်မှာမူတည်တယ်ကိုယ်တဏ္ဍာမှာဖြစ်တဲ့စေရနာစွမ်းအားအခြေအနေကိုလိုက်ပြီးတော့လူတွေမှာမတူညီတဲ့အနေအထားတွေကိုရရှိတယ်လို့ဒီလိုဆိုလိုတာဒါကြောင့်မို့လို့လူဘဝရရှိလာတဲ့အခါဘုန်းကြီးတို့တွေကံကောင်းအောင်လုပ်ဖို့လို့လူတွေကအားလုံးကံကောင်းနေကြတယ်သို့တော့ကံဆိုတာကောင်းအောင်လုပ်မှကောင်းတယ်ပေါ့ဒါပြင်ကံကောင်းအောင်ဘယ်လိုလုပ်ရမလဲဆိုကံကဘယ်မှာရှိတာလဲဆိုတာမေးရကံဆိုတာစိတ်ထဲမှာပဲစိတ်စီတဲ့ကိုယ့်ရဲ့စိတ်အစဉ်ထဲမှာပဲရှိတယ်ဒါကြောင့်မို့လို့စိတ်ကောင်းအောင်လုပ်ရစိတ်နေသဘောထားတွေမှန်ကန်ရမယ်ကောင်းမြတ်တဲ့စိတ်ဓာတ်တွေထားရမယ်အဲ့ဒီကောင်းမြတ်တဲ့စိတ်ဓာတ်တွေထားနိုင်မှကံကောင်းတယ်ဆိုတာနားနိုင်အတိတ်ကံတော့ပြောလို့တော့မရဘူးပေါ့အတိတ်တုန်းကကောင်းခဲ့ပြီအခုမကောင်းတာလည်းရှိတယ်အတိတ်တုန်းကမကောင်းပေမဲ့အခုကောင်းနေတာရှိတယ်ပေါ့အဲ့တော့ဒီဘဝမှာကိုယ်ကကံကောင်းအောင်လုပ်ချင်ပြီဆိုလို့ရှိရင်တော့ကိုယ်စိတ်လေးကိုကိုယ်စစ်ဆေးပြီးတော့စိတ်ကောင်းနှလုံးကောင်းထားဖို့လိုအပ်တယ်အဲ့တော့စိတ်ကောင်းနှလုံးကောင်းဆိုတာဘာပြောတာလဲလူဆိုတာပတ်ဝန်းကျင်နဲ့နေတဲ့အခါမှာကိုယ့်ရဲ့ပတ်ဝန်းကျင်နဲ့ဆက်ဆံပြီးတော့နေကြတော့စိတ်ကောင်းနှလုံးကောင်းလို့ပြောလို့ရအောင်ဘယ်လိုလုပ်ရမလဲဆိုရင်ကိုယ်စိတ်ထဲမှာဒေါသဆိုတဲ့မုန်းတီးတဲ့စိတ်တွေကြံ့ညိုးထားတဲ့စိတ်တွေမထားဘဲနဲ့အဒေါသဆိုတဲ့ခွင့်လွတ်ခြင်းသီးခံခြင်းသူရဲ့အကျိုးစီးပွားကိုအများရဲ့အကျိုးစီးပွားကိုလိုလားခြင်းဆိုတဲ့မေတ္တာနှလုံးသားကိုကိုယ်စိတ်ထဲမှာတည်ဆောက်ထားဖို့လိုအပ်တယ်။သဗ္ဗိတ္တအဝိရာဟောတုလို့မေတ္တာပို့နေဖို့ပြောတာမဟုတ်ဘူး။စိတ်ကအများပေါ်မှာကောင်းကျိုးလိုလားတဲ့စိတ်လေးကိုမွေးရမယ်။ဒါစိတ်ကောင်းနှလုံးကောင်းလို့ခေါ်တယ်။
ကိုမိသားစုအချိန်တွေကောင်းစေခြင်းတယ်လို့ပတ်ဝန်းကျင်ဘယ်သူပဲဖြစ်ဖြစ်အလုံးကိုအချိန်တွေကောင်းစေခြင်းအလုံးကြီးပွားကြပါစေချမ်းသာကြပါစေဆိုတဲ့စိတ်ရှိတယ်ဘယ်သူမှပျက်စီးပါစေဆိုတဲ့စိတ်မျိုးမထားဘူးဆိုဒါစိတ်ကောင်းနှလုံးကောင်းလို့ခေါ်နောက်တစ်ခုကကိုလူတွေရဲ့အတိုင်းဝိုင်းထဲမှာအစင်မပြေလို့ဒုက္ခရောက်နေတဲ့ပုံကိုယ်တွေရှိတယ်အဲ့ဒီအစင်မပြေလို့ဒုက္ခရောက်နေတဲ့ပုံကိုယ်တွေကိုကိုယ်စိတ်ထဲမှာအစင်ပြေကြပါစေဆင်းရဲဒုက္ခလွတ်မြောက်ကြပါစေလို့ဒီလိုထားလို့ရှိရင်ဒါစိတ်ကောင်းနှလုံးကောင်းလို့ခေါ်တာနောက်ကိုယ်တိုင်းဝိုင်းထဲမှာအစင်ပြေပြီးတော့ကြီးပွားတိုးတက်နေတဲ့ပုံကိုယ်တွေရှိတယ်အဲ့ဒီကြီးပွားတိုးတက်နေတဲ့ပုံကိုယ်တွေအစင်ပြေနေတဲ့ပုံကိုယ်တွေကိုစိတ်ကောင်းနှလုံးကောင်းမရှိဘူးဆိုလို့ရှိရင်ဘယ်လိုဖြစ်တယ်အပြစ်ပြောတတ်တယ်အပြစ်ပြောမိတတ်တယ်ကြီးပွားနေတာဘာကြောင့်ကြီးပွားတယ်ညာကြောင့်ကြီးပွားတယ်နဲ့အပြစ်မြင်တတ်တယ်လူမှာအဲ့ဒီလိုမဖြစ်ရဘူးကြီးပွားတိုးတက်နေတဲ့ပုံကိုယ်တွေကိုကိုယ်စိတ်ထဲကဝမ်းသာနိုင်ရမယ်ရရှိထားတဲ့စီစဉ်ဥစ္စာတွေယာရုဌာဏန္တရတွေကမဆုံးရှုံးကြပါစေနဲ့ကြီးပွားတိုးတက်ကြပါစေဆိုဒီစိတ်လေးထားရင်ဒါစိတ်ကောင်းနှလုံးကောင်းလို့ပြောတာပဲနောက်ဆုံးမှာအမတန်တည်ငြိမ်ပြီးတော့အစင်းမြင့်တဲ့စိတ်ကိုထားနိုင်အောင်ကြိုးစားမယ်ဆိုရင်ဘယ်လိုထားနိုင်အောင်ကြိုးစားရအောင်ဆိုဥပိ္ပခာလို့ခေါ်တယ်တတ္တဝါတွေအားလုံးဟာကိုယ်ကံနဲ့ကိုယ်လာကြတာကိုယ်ကံနဲ့ကိုယ်လာတာအဲ့ဒါကြောင့်မို့လို့တို့တွေကိုယ်ကိုယ်ကိုကောင်းအောင်ကုသိုလ်တရားတွေများများရအောင်ကြိုးစားမယ်အားလုံးဟာလည်းကိုယ်ကံနဲ့ကိုယ်လာကြတာလို့စိတ်ထဲမှာထားပြီးတော့တပ္ပိတ္တကမ္မတက္ကဆိုတာနှလုံးသွင်းဆင်ញင်ပြီးတော့ကိုယ်စိတ်လေးဟာတည်ငြိမ်အောင်ထားနိုင်မယ်ဆိုလို့ရှိရင်ဥပိ္ပခာပြမဝေဟာဒါလည်းစိတ်ကောင်းနှလုံးကောင်းပဲအဲ့ဒါလိုစိတ်ကောင်းနှလုံးကောင်းလေးတွေထားသွားမယ်ဆိုလို့ရှိရင်ခုနပြောတဲ့ကိုယ့်ရဲ့နှလုံးသားထဲမှာကုသိုလ်တရားတွေဖြစ်ပွားလာမှာပဲဖြစ်တယ်ဒါကြောင့်မို့အခုဒါနကောင်းမှုကိုအကြောင်းပြုပြီးတော့အဓိကဖြစ်တာအလောဘောဒါနဟေတုလို့ဆိုတဲ့အတိုင်းအလောဘဆိုတာလောဘကိုဖယ်ရှားပြစ်နိုင်တဲ့ကုသိုလ်စွမ်းအားတစ်မျိုးလောဘဆိုတဲ့အကုသိုလ်ကိုဖယ်ရှားနိုင်တဲ့အလောဘဆိုတဲ့ကုသိုလ်တို့အလောဘနဲ့ရှင်တွဲလာတဲ့စေရနာစွမ်းအားဒါတွေဟာဒုသဏ္ဍာန်မှာဖြစ်ပေါ်လာတဲ့ကုသိုလ်ကံတရားတွေပဲဒီကုသိုလ်ကံတရားတွေဟာပဟာယကမဏီတုဣတံအာရယခိစတိလို့မြတ်စွာဘုရားဟောတဲ့အတိုင်းထားသွားရမယ့်အရာတွေထဲမှာကိုယ်ကိုယ်တိုင်ထာဝရပိုင်ဆိုင်ပြီးတော့ဘယ်ဘဝရောက်ရောက်ဒါတို့နဲ့အတူတကွပါနေမဲ့ကုသိုလ်စွမ်းအားပဲလို့စိတ်ထဲမှာယုံကြည်ပြီးတော့ကိုလူရတဲ့ကုသိုလ်ကောင်းမှုနဲ့ပတ်သက်ပြီးတော့အစဉ်ထာဝရဝမ်းမြောက်နိုင်အောင်တတိဆောင်ပြီးတော့ကုသိုလ်တရားတွေဖြစ်ပေါ်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း